ငွေကြေးမစုဆောင်းမိသေးတာဟာဒီအချက်တစ်ချက်ကြောင့်ဖြစ်ပါတယ်တော်တော်များများကျွန်တော်တို့အလုပ်လဲစူးစမ်းတယ်သုံးစိတ်လည်းအရင်မရှိဘဲနဲ့ငွေမစုဆောင်းမိတာဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ပထမဆုံးအကြီးမားဆုံးအချက်ပေါ့နော်လူတွေအများစုကြုံတွေ့နေရတဲ့အချက်ကတော့အခြေခံလစာကြောင့်ဖြစ်ပါတယ်အခြေခံလစာဆိုတော့တချို့ကုမ္ပဏီကြီးတွေမှာလစာများများရတဲ့လူတွေကိုမဆိုလို့တက်လောက်10သိန်းရတယ်တချို့9သိန်းရတဲ့သူတွေကငွေကြေးစုဆောင်းမှုကမလွယ်ကူပါဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ရဲ့မိသားစုအသုံးစရိတ်တွေကိုကျွန်တော်တို့ကထောက်ပံ့ရတာဖြစ်တဲ့အတွက်ဒီအချိန်ဒီမှာငွေစုဆောင်းမိဖို့ကမလွယ်ဘူး။ကျွန်တော်ကိုယ်တိုင်တော့မှဒီစက်ရုံဝန်ထမ်းဘဝမှာဗျာအချိန်9နှစ်လောက်ဒီပတ်စံလက်ထဲမှာတပြားမှမစုမိခဲ့ဘူး။အဲဆိုအဲ့ပတ်စံတွေဘယ်ရောက်သွားလဲဆိုတော့အိမ်ကိုထောက်ပံ့ရတယ်မိသားစုရဲ့စားဝတ်နေရေးကျန်းမာရေးကိုထောက်ပံ့ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုယ့်လက်ထဲမှာတပြားမှမကြံဘူးဆိုတော့အဲ့ဒီအချိန်တွေကကျွန်တော်တို့ကလွတ်မြောက်ဖို့ဆိုလို့ရှိရင်အစစ်နှစ်ဆင့်ကိုကျွန်တော်တို့ထပ်ပြီးတော့မှကြော်ဖြတ်ရမယ်အဲ့တော့ဒုတိယအဆင့်ကပါလဲဆိုရင်တနိုင်တစ်ပိုင်းလုပ်ငန်းကိုစတင်လုပ်ပါเนาะကျွန်တော်တို့အယိုးအချင်းဆုံးဗျာသပင်ညက်တက်လို့ရှိရင်သပင်ညက်ဆိုင်တေးသေးလေးစဖွင့်เนาะကျွန်တော်ထမင်းချက်ကောင်းကောင်းချက်တက်တယ်ဆိုထမင်းဆိုင်တေးသေးလေးဖွင့်เนาะအဲ့လိုနည်းနဲ့ကျွန်တော်တို့ကငွေကြေးကိုတဖြည်းဖြည်းရှာဖွေသွားရမယ်ဒါရှာဖွေတဲ့အဆင့်ပဲရှိသေးတယ်เนาะဒုတိယအဆင့်ကတော့ကျွန်တော်တို့ကအဲ့ရရှိလာတဲ့ငွေကိုကျွန်တော်တို့ကရင်းနှီးမြှုပ်နှံမှုလုပ်အောင်ဖြစ်တယ်ဒါဒီအစစ်နှစ်ဆင့်ကိုကျွန်တော်တို့ကရောက်ရှိသွားမှသာလင်ငွေကြေးနဲ့ပတ်သက်ပြီးမိတ်ဆွေဟာပူပန်တော့ကတွေကင်းဝေးသွားမှာဖြစ်ပါတယ်အားလုံးပဲအကျိုးရှိရဆိုရင်တငယ်ချင်းတွေကိုမျှဝေ share တော့ပေးပါ